နှလုံးသွင်းကြရအောင်တဲ့ခန္ဓာ၅ပါးဝိပဿနာနှလုံးသွင်းရအောင်အားလုံးလိုက်ပြီးတော့ဆိုပါရုပ်ဟုတွင်မီခန္ဓာတိကမြင့်ရှိကာလမတိထပဲခဏဖြစ်လျက်ခဏပြည့်ဤဖြစ်ပြနတံနေသဒံဖြင့်တရားမစဲလွန်ဆင်းရဲ့ဤခိုင်မြဲကြောမှာနှစ်မပါဘူးပညာစက်ခုမျောထောက်ရှုလင်းသူတဘာဝအနိစ္စနှင့်ဒုက္ခအနတ္တမှန်စစွာဤငါဥစ္စာငါလိပ်ပြာတို့ဘာတခုမျှမဟုတ်ကြသည်ဓမ္မတတ္တပါဒကဝေဒနာမီခန္ဓာသည်လေမြင့်ရှိကာလမတိထပဲခဏဖြစ်လျက်ခဏပြည့်ဤဖြစ်ပြနတံနေသဒံဖြင့်တရားမစဲလွန်ဆင်းရဲ့ဤခိုင်မြဲကြောမှာနှစ်မပါဘူးပညာစက်ခုမျောထောက်ရှုလင်သုတဘာဝအနိစ္စနှင့်ဒုက္ခအနတ္တမှန်စစွာဤငါဥစ္စာငါလိပ်ပြာတို့ဘာတခုမျှမဟုတ်ကြသည်ဓမ္မတတ္တပါဒကပညာတွင်မီခန္ဓာသည်လေမြင့်ရှိကာလမတိထပဲခဏဖြစ်လျက်ခဏပြည့်ဤဖြစ်ပြနတံ